အားလုံးပြောနေကြတဲ့အတိုင်းတကယ်ပဲ Cupid sunscreen မျက်နှာပေါ်မှာ white cast လည်းမကျန်ခဲ့ဘူးအေးလည်းအေးတယ်နောက်ပြီး secret ကလည်းမရှိတာတကယ်ဟုတ်မဟုတ်စမ်းကြည့်ကြည့်ရအောင် Cupid moisturizing sunscreen ကအထောက်ရောဘူးရရှိရနော်ဒီဘက် EMA 2နဲ့တူတူစမ်းကြည့်ရအောင် first အရေးကြီးဆုံးကတော့ sunscreen လေးနဲ့အခါကျလို့သူတို့ကလက်တော်လိုမျိုးထည့်ပြီးတော့အဲ့လိုမျိုးလုံးဝမလင်းရပါဘူးသူတို့ two finger method သုံးပါမယ်ပြောရတဲ့အတိုင်းလုံးဝ white cast လည်းမကြမ်းဘူးနောက်ပြီးတော့ပူတာမျိုးလည်းမရှိဒီမှာလုံးဝစီကက်ကမျိုးလည်းလုံးဝမရှိသူ texture watery type လို့လုံးဝအသားလေးကိုစိတ်ဝင်တာလည်းမြန်တယ်နောက်ပြီးအေးအေးလေးနဲ့အရင်လေးရတာအဆင်ပြေတယ်ဆိုတော့သူလက်ပေါ်မှာဆက်မြပေးမယ်နော် white cast ကြမ်းမှန်တယ်လို့မျက်နှာပေါ်မှာသုံးကြည့်ရလဲလုံးဝ white cast မှာကြောင်လုံးဝ10 out of 10ပြီးတယ်အဲ့လောက်အများကြီးနော်ဒါသူနောက်တစ်ခါထပ်ပြီး try ပြီးတော့သူအများကြီးထပ်ပြီးသုံးကြည့်ကြည့်ရလုံးဝမကြမ်းတဲ့ပြဒီမှာလုံးဝစီကက်ကမရှိ camera ရကြည့်ရသူတွေကသူမျက်နှာအစီပြန်တယ်လို့ထင်လိမ့်မယ်တကယ်လည်းလုံးဝမဟုတ်ပါဘူးဒီလက်ဒီမှာအဲ့ Cupid sunscreen သုံးပြီးတော့မျက်နှာအရန် glow ထွက်သွားတာပဲနှာပေါ်မှာအေးအေးလေးအဲ့ဒါကိုရမ်းကြိုက်တယ်အစီပြန်ဝတ်ချင်တဲ့မိုင်းတော့ကလုံးဝတင်တော်ရယ်နော် Cupid moisturizing sunscreen လေးရ budget friendly ရဖြစ်တယ်နောက်ပြီးတော့လို့ရှိရင်မျက်နှာပေါ်မှာ white cast လည်းလုံးဝမကြမ်းခဲ့ဘူးနောက်ပြီးမျက်နှာပူတာလည်းမရှိဘူးအစီပြန်တာလည်းမရှိဘူးဒီမှာလုံးဝအဲ့ဥစ္စာရမ်းကြိုက်တယ်ပေါ့နော်ခုလိုရာသီတို့အရန်ပူနေတဲ့အချိန်မှာ Cupid sunscreen လေးကိုလုံးဝယူချက်တယ်